ကဲဒီနေ့မိတ်ဆွေတို့ကိုကျွန်တော်ကနေပြီးတော့အခွင့်အလမ်းပေးမှာဘယ်လိုမျိုးအခွင့်အလမ်းပေးတာလဲဆိုလို့ရှိရင်စဉ်းစားကြည့်လို့ရတယ်နော်ဘယ်လိုမျိုးအခွင့်အလမ်းလဲဆိုလို့ရှိရင်ကျွန်တော်တို့နေ့စဉ်အလုပ်လုပ်နေတာတော့မှန်တယ်အလုပ်တွေအများကြီးလုပ်နေတာမှန်တယ်အဲ့ဒီရဲ့အလုပ်လုပ်နေတဲ့ခါမှာလစာရတာရှိတယ်လခနဲ့ပေးတဲ့အလုပ်ရှိတယ်လခနဲ့ပေးတဲ့အခါကျလို့ရှိရင်ကျွန်တော်တို့ရဲ့တမန်တက်ငွေကိုကျွန်တော်တို့တွက်ချက်လို့ရတယ်ဒါပေမဲ့တစ်လကိုဘယ်လောက်ရလဲမေးလိုက်ရင်1000ခွဲ1200ဒီလိုမျိုးပြောပြီးတော့ထွက်ကြတယ်ပြောကြတယ်ဟုတ်တယ်ဟုတ်ဒါပေမဲ့စဉ်းစားကြည့်နော်ကျွန်တော်တခုကြံပေးလိုက်တာနော်စဉ်းစားကြည့်ကိုရဲ့ဝင်ငွေတော့အမြဲတမ်းကိုတီးနေတယ်ဒါပေမဲ့ကိုရဲ့ထွက်ငွေကဘယ်လောက်ထိရှိနေလဲဆိုတော့ကိုမှပြန်ပြီးတော့တွက်ချက်ထားတာရှိလားမရှိဘူးเนาะဒါကြောင့်မို့ရှိတဲ့သူလည်းရှိမှာပါတချို့အိမ်အောင်ရှင်မတွေပါဆိုလို့လည်းနေ့တိုင်းတွက်ချက်ထားတာရှိရင်ရှိကောင်းမရှိနိုင်တယ်ဒါပေမဲ့ကိုရဲ့ထွက်ငွေကနေပြီးတော့အမြဲတမ်းဝင်ငွေပြန်ပြီးတော့ရနိုင်မဲ့အခွင့်အလမ်းမျိုးရှိတယ်ဆိုရင်စူးစမ်းခြင်းတဲ့သူရှိလားတော့မသိဘူးဒီနေ့ဆက်သက်သမောစီးပွားရေးမှာဆိုလို့ရှိရင်လာရောက်ပြီးတော့စူးစမ်းလောက်ကင်တဲ့သူတိုင်းကထွက်ငွေကနေပြီးတော့ဝင်ငွေအဖြစ်တည်ဆောက်ကြတာဖြစ်ပါတယ်ခင်ဗျဒါကြောင့်မို့လူတိုင်းအားလုံးကိုယ့်ရဲ့အိမ်မှာလိုအပ်တဲ့ပစ္စည်းလေးတွေဘယ်လိုမျိုးပစ္စည်းလဲလို့မေးဒီလိုမျိုးစက်ပြခဲလို့သွားတိုက်ဆေးလို့ရေချိုးစက်ပြကောင်းလျှော်ရည်လို့ကျန်းမာရေးပစ္စည်းလို့နေ့စဉ်လည်းအမြဲတမ်းကိုသုံးနေရတာပဲအဲ့ဒီလိုမျိုးကိုသုံးတဲ့အရာတွေကနေပြီးတော့ကိုဒီနေ့ကိုပိုင်စီးပွားရေးသမားတစ်ယောက်လည်းဖြစ်မယ်ကိုပိုင်ရေရှည်ဝင်ငွေကိုလည်းတည်ဆောက်လို့ရမယ်နေ့စဉ်အမြဲတမ်းအပေါ်ဝင်ငွေရှာခြင်းလားကိုပိုင်စီးပွားရေးသမားလှုပ်ရှင်လားရွေးချယ်ပြီးတော့လောက်ကင်လို့ရတဲ့နေရာတစ်ခုလို့ဖြစ်ပါတယ်ကဲထောင်းငွေကနေဝင်ငွေဖြစ်တည်ဆောက်ခြင်းတဲ့သူရှိလို့ရှိရင်မိန်းကလေးပဲဖြစ်ဖြစ်ယောက်ျားလေးဖြစ်ဖြစ်လူတိုင်းမခွဲကြပါဘူးခင်ဗျအသက်အရွယ်လည်းမခွဲခြားသလိုလူတိုင်းလုံနိုင်တယ်လူတိုင်းစူးစမ်းနိုင်တာဖြစ်တဲ့အတွက်အောက်မှာကျွန်တော်ကိုစူးစမ်းခြင်းသူတိုင်းကိုအသေးစိတ်ဆက်သွယ်မေးမြန်းလာခဲ့ပါအသေးစိတ်ရှင်းပြပြောပြပေးပါမယ်ခင်ဗျ